ဘာရှင်းလို့စေပြီးမှကျူဆိုပါရှင်းအခုခောက်ကြိုင်မှာတော့ကျမဗီဒီမှာအရင်စင်းများနေ၄တောင်းဝဲဝကြည့်ရှိတယ်ဒီစီလိုကောင်ဝင်လေးကိုကျမတော့ညီမလေးတို့ရှိမှာ3900ရောင်းနေစေဦးမှာ3500လေးရှော့ပြီးရဲ့ဈေးလေးဖြစ်ပါတယ်ကျမဆွဲရေဆိုင်50ပြင်ဆိုင်50ဒီပို့လို့ရပါတယ်ရှင်းဒီအိမ်ကြီးကတော့1ယောက်ပဲရှိပါတယ်နော်ကျမတကယ်လို့အစင်းနဲ့ဒီနေ့မှရောအစင်းပါတဲ့အစင်းလေးနဲ့ကျမတို့ကြာရေးပါမယ်နော်မတို့ညီမလေးကိုတဲ့အစင်းနဲ့မှလူချင်းနဲ့မှအစင်းစင်းနဲ့လူချင်းနဲ့မှဆိုညီမလေးကိုတဲ့အစင်းလေးယူပါတော့အစင်းပြည့်အတွက်လူတော့ပို့ပြီးပိန်သွားလို့ပြသွားစီဒါပေမဲ့တော့အစင်းနေရာလေးတော့ချားစင်းနဲ့မတူဒီကအစင်းဟိုမှာအစင်းတေးလေးပြီးအောက်မှာအစင်းနဲ့ကျေးလေးပြီးတော့အောက်မှာတော့အစင်းနဲ့ကျေးလေးသွားတာပါတော့လလီယာစာဒီတန်းလေးပါနော်မကျမအရန်လာအသားလည်းဆွဲအားကောင်းအရှိ55တိရှိပါတယ်ရှင်စိန်တုံးနေရာကျမတို့3500နဲ့900နဲ့ကျမရှော့ပြတာပါမ3900ရောင်းသေးဘူးနော်မအစင်းလေးပြရင်ပဲမလေးကိုအစင်းလေးကြောက်စိမ့်အောင်လေးပါရှင်ကြောက်စိမ့်အရောင်လေးပါဒါလေးကကြောက်အစိမ့်ရောင်လေးပါရှင်ကာလိုက်အစိမ့်လေးပါဒီဟာလေးကကြောက်ကြက်ရီဝါလေးကြက်ရီဝါအောင်ကာလာလိုက်လေးပါရှင်ဒါလေးကကြောက်ပန်းလေးပန်းအောင်ကာလာလိုက်လေးပါပန်းလေးဒါလေးကကြောက်ခင်းနဲ့လေးပါရှင်စိမ့်လုံးလေး3500ပါကဲဒီတော့ချုပ်မှာဘာစဉ်းစားအောင်လဲနော်မအခုပဲချုပ်မှာ TikTok စီဗီလဲလာလို့ရတယ် page ရဲ့ message လဲလာလို့ရပါတယ်ဒီလို Viber နံပါတ်ဆို399